အရှင်ဖယားကြိုးစားရင်ဖယားဖြစ်တယ်ဆိုတဲ့စကားကိုလက်ခံပါသလားဖယားတဲ့ကြိုးစားနိုင်မယ်ဆိုရင်တော့လက်ခံပါတယ်နော်သို့တော့ဖယားဖြစ်ဖို့ဆိုတာကတော့လွယ်တဲ့ကိစ္စမဟုတ်ဘူးမလွယ်လို့လဲပဲမြတ်စွာဘုရားကဗုဒ္ဓဘာတော်ဒုံလဘောဖယားအဖြစ်ကိုရခဲ့တယ်လို့ဟောခဲ့တာပေါ့နော်ဖယားဖြစ်ဖို့ဆိုရင်ပါရမီ10ပါးစွန့်ကြည်ခြင်း5ပါးစရိယ3ပါးတို့ကိုဖြည့်ကျင့်ရပါတယ်ပါရမီ10ပါးစရိယ3ပါးကိုအသာထားပါဦးစွန့်ကြည်ခြင်း5ပါးကိုပဲပြောပါမယ်စွန့်ကြည်ခြင်း5ပါးကဘာတွေလဲဆိုရင်1ဒဏပရိစ္ဆာကစည်းစိမ်ဥစ္စာကိုစွန့်လွတ်လှူဒန်းခြင်း2အင်္ဂါပရိစ္ဆာကခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းတို့ကိုဖြတ်တောက်လှူဒန်းခြင်း3ပုဒ္ဒပရိစ္ဆာကသာသမီကိုစွန့်လွတ်လှူဒန်းခြင်း4ပရိယပရိစ္ဆာကဇနီးမယားကိုစွန့်လွတ်လှူဒန်းခြင်း5ဇီဝိတပရိစ္ဆာကအသက်ကိုစွန့်လွတ်လှူဒန်းခြင်းတို့ဖြစ်ပါတယ်အဆိုပါစွန့်ကြည်ခြင်း5ပါးကိုလေးပင်ချိန်နဲ့ကဘာတသိန်းတိုင်တိုင်ပါရမီဖြည့်ခြင်းရမှာဖြစ်ပါတယ်ဒါကပညာဓိကဖရာကိုပြောတာပါဝရိယဓိကဖရာဆိုရင်16သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ခြင်းရမှာဖြစ်ပါတယ်တရားဓိကဖရာဆိုရင်တော့8သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ခြင်းရမှာဖြစ်ပါတယ်ဘယ်လိုလဲဖြည့်ခြင်းနိုင်ပါမလားအဲ့ဓာတွေကိုဖြည့်ခြင်းနိုင်မယ်ဆိုရင်တော့ကြိုးစားရင်ဖျားဖြစ်တယ်ဆိုတဲ့စကားကိုလက်ခံပါတယ်နော်